ပေါ်နေဗျာဒီနားမှာဒီနားမှာဒီစာဘူးတောင်းလာလို့ဒီအဲ့ဝေးပါလားဟဲ့ဘုရားဆက်တော့ဘောတော့ကူစားလေဟုတ်တယ်မှာဘုရားအဖိုးကူပါကြတယ်ဆိုတော့နေတယ်တော့အဲ့တော့ဗျာဟောတာအားပဲပေါ့မသိသေးဘူးတောင်းကောင်းတော့လောက်ပြီပဲလို့ဒီနေ့တော့ပဲကိုကြည့်မပြောင်းသေးဘူးကဲဘလောက်ခဲ့တဲ့ကစတာကြည့်တော့မတူပဲဒီခေါင်းမြန်နေမလားခါတော့ရောတကယ်ကြတောင်းလို့ရတကယ်တည်းနေပြမတွေ့ဘူးနော်မတွေ့လားအဲ့ဒါလေးကြောင့်မတွေ့ဘူးတရားပွင့်တော့မတွေ့ဘူးတော့အဲ့ဒါကိုမလွယ်တဲ့ဘုံလည်းမလွယ်ဘူးစဉ်းစားကြည့်လေဒါတိညာနဲ့တတိနဲ့ဩဒါလို့ကလမ်းမမောရောက်နေတယ်အဲ့ဒီပဲလိုက်ရင်လာရုံတိုင်းပြန်ရောက်တော့ဟုတ်တယ်မတိလာရုံတိုင်းပြန်ရောက်ရိုးတပြသွားတဲ့လမ်းပေါ်ပြန်ရောက်တော့ရိုးကြီးတဲ့ကမရောက်စဉ်းစားကြည့်ပြီးတော့ကဲတယ်လို့မတွေ့ဘူးနော်ဟုတ်ပါဘူးမတော့ခဲ့တာလူရလွယ်တဲ့တဲ့တော့ကဲတာပါကဲတာကိုပဲယုံကြည်ရဲ့ကြောက်မှဖို့တော့ခက်တယ်သူများပြောကြမလို့ဘာမို့လဲမှန်ပါဗျာအဲ့ဒါကြောင့်ကိလေသာတွေကြောင့်ကိလေသာကမမသိတဲ့ကိလေသာပေါ်လူရတဲ့ကိလေသာလောဘဟုတ်ပါဘုဒ္ဓရဲ့ကိလေသာဒေါသအဲ့ဒါပဲကိုယ်ကိုသိကြည့်နေတာပါလားကိလေသာအနေနဲ့ဆယ်မျိုးပဲကြားတယ်ဟုတ်ပါရည်ပဲသူကြတော့ဘာတော့ဝဲတော့ပါကြည့်နေကိုလူနဲ့အောင်တဲ့တာတို့အောင်တာပြီငါအောင်ပြီးပြီဒီကိစ္စပြီးတဲ့အပါလေးလိုက်တာပြီးတော့ဆက်တော့လိုက်ဟုတ်တော့အောင်တာပဲတပုတ်လေးကြည့်ပြီးကျင်းတယ်နေရိုက်ပြီရများဆုံးမှပါဖြစ်တယ်လူစိတ်ကိုပြောကြတာပါဘုဘကိုရောက်ဖို့ခဲဖို့ပြောပြဒီဘက်ဆိုတော့ဘက်ကဖို့ရောက်ဖို့အမှန်တကယ်ဒီဘက်ကမခွာနိုင်ဘူးအဲ့ဒါကဒီဘက်ဒီဘက်ဟုတ်ပဲဒီဘက်မှာပဲပြောပွေးမှန်ပါဗျာဝါယဝဇ္ဇလေးတဲ့တပေါ်ရိုက်ပဲတကကြည့်ခဲ့ပါပြီကဝေးတီကိုပြောနေကဝေးတီကိုပြောနေသူရောကိုရောတူတူပဲဒါလေးကိုတူတဲ့အကြောင်းပြောပြတာပါမှန်ပါဗျာစိတ်ကအဲ့တိုင်းဖြစ်အဲ့တော့ကိုကအဲ့ဒီကလွတ်ပလာတာပဲတဲ့လားမှန်ပါဗျာကိုတော့အောင်ယုံနိုင်လားမရဘောရောက်တော့ယုံနိုင်ပြီလားမရသေးဘူးမမတာမှန်ပါဗျာမယုံနိုင်သေးဘူးအဲ့ဒီကြောက်ဖို့တော့တယ်ကိုသားရနေတာလေကြာရှိမှန်ပါဗျာဟုတ်တယ်အခုတို့လဲရတယ်ကိုတို့ပြရတာပဲကွာအာရမိုးရတယ်ဒီပဲရှိနေတယ်မှန်ပါဗျာဒါကြောင့်စဉ်းစားကြည့်တာမလေးတော့လေးနဲ့တော့မရဘူးဟိုအကရောက်ဖို့တော့လေးနဲ့မရဆရာကြီးလို့ပြီးငါအကုန်သိတယ်အဲ့ဒီငါအကုန်သိတယ်လို့တင်းနေတာကိုမှတ်တာမှမသိဘူးမှန်ပါဗျာပြန်သွားဗျာဘလောက်တယောက်ဆုံးပါတော့လူတရားကိုကွာသင်ပေးလိုက်လို့တတ်သွားရင်ဥပမာပဲဘဘနေတယ်ပြောတယ်ဩသူတို့ကတရားဟောပေးတယ်လားငါသိအဲငါကဟောပေးလို့သူတို့ကလူကောင်းလေးတွေဖြစ်သွားကြတယ်လို့ဆိုရင်ကိုရအောင်တော့ပဲလားမှန်ပါပဲမှန်ပါ
လာပါပြောပြလိုက်တယ်ရသော်ဗျာတရားတော်သူကလိုက်နာလို့တော့သွားတယ်လို့ပဲပြောငါလုံးတာလို့ပဲပြောရ မှန်ပါဗျာ ကိတိတော့ပါတော့ပြောတယ်ငါလုံးတာငါကိတိနာငါသိပေးတာလို့ပဲပြောရ မှန်ပါဗျာ အတုကသနာပရဝမနာသာရှိလူတိုင်းကကိုတော့အကောင်းတယ်လေသူများကြတော့ညံ့တယ် မှန်ပါဗျာ ဆရာတဲ့တပည့်အဲ့လိုပဲဘုန်းကြီးတဲ့တကားတော့အဲ့တိုင်းအမေနဲ့သာသမီအဲ့တိုင်းပဲဒီကောင်မောင်တော်မိသားစုကောင်းဆောင်နဲ့ကောင်းဆောင်ပုံနဲ့ဘုရားတူတူလေငါလောက်တာရွယ်တဲ့နေ မှန်ပါဗျာ သူငါလောက်ပြီလို့အဲ့လိုအဲ့ဒါကသူတော်ကောင်းမဟုတ်သေးသူတော်ကောင်းအစစ်ကြီးပဲဖြစ်သေး မှန်ပါဗျာ အဲ့ဒါဗျာကြတော့အဲ့ဒီအတွေ့ပါမရှိတော့အဲ့ဒီပါမရှိတော့အဲ့ဒါအနုကသနာပရဝအမြဲတမ်းစဉ်းစားလိုက်ကိုယ်အတဲ့ကသူများကိုအောက်ကပဲဟုတ်လားအဲ့ဒါ မှန်ပါဗျာနိုင်ပါဗျာ အဲ့ဒါငါချက်တဲ့ကောင်းအနုကကောင်းအဲ့ဒီပြောက်ဖို့ကဲ မှန်ပါဗျာ အဲ့ဒါအနုကသနာလို့ခေါ် အတုကံ ပရဝမနာဆိုတရားရှုပ်ချ မှန်ပါဗျာ သူများကိုအောက်တစ်စက်နေတာလည်းပြတယ် မှန်ပါဗျာ သူရဲ့သာဘုရားတရားတော်ကပါကြောက်လို့ရည်တည် တယ်ပါ တရားကျင့်ကနေပြီးတော့သူလုံးပြသွားတဲ့လူတွေပြရှိတယ်အဲတရားပြရတော့မာနတွေနေပြီးငါသိတယ်ငါတတ်တယ်ငါတော့မတတ်ဘူးကြတဲ့လူတွေအဲ့လိုဖြစ်မှာ ဟုတ်ပါ သိလို့ရှိတယ်အဲ့ဒီအမျိုးဝင်မသိငယ်ကတမျိုးသိတော့လည်းတမျိုးအကောင်းဖြစ်လာဖို့တော့ခက်တယ် မှန်ပါဗျာ မတတ်ခင်ကတမျိုးတတ်လာတဲ့ကတမျိုးမတတ်ခင်တော့သူကကိုယ့်ရဲ့မတတ်တာကိုကြောက်ပြပြီးသိငယ်လောင်းသိငယ်လေးတတ်လာတဲ့ကကျတော့ပူကြ ဟုတ်ပါဗျာ သူရရာတို့ပြရခဲ့ရတော့သူတို့ကုလို့တူတူပဲရာတို့ရလာတယ်သူကပဲအကြည့်ကဲလို့ဖြစ်သွားတယ်။ကြားလာဗျာ မှန်ပါဗျာမှန်ပါဗျာ ။မတ်သမစီကတော့သူတို့ပဲပတ်သက်လေးရှိလာရင်ကလည်းဘာတော့အဲ့လိုဖြစ်ကုန်အဲကြောင့်အခုတို့ပြည့်ရရများပါကုသိုလ်ပြအောင်တော့နှလုံးသွင်းပါရ မှန်ပါဗျာ ဒါကြောင့်ဘုရားဆောပြတာလေးကတော့ပါကုသိုလ်ပြအောင်လုပ်မယ်ဆိုရင်စိတ်ကလေးတွေပဲတတ်ဖို့ရှိပြီတဲ့အဲ့တော့တရားပြောင်းကြိုး မှန်ပါဗျာ ကုသိုလ်ပြအောင်စိတ်ကလေးဖြစ်ဖို့ဘုရားကတည်းကတာလေးကတော့တန်တာတော့ကြ ထောင်းပါဗျာ ဒီ ဒီပါဗျာဒီပါဗျာ တာလေးကတော့ဟောတာကျတဲ့ကာရဲ့ ဒီပါဗျာ သာဘုံဟောတာသာဟောတဲ့အတွက်ပြီးတာပဲတာလေးကတော့နေချုပ်ဆိုတာဘယ်တန်ကောင်းပုဂ္ဂိုလ်လိုက်တာကိုစိတ်တော့ပါတာမတ္တဘိဥပကာရကုသရေတုတ္တပိကုသိုလ်နဲ့ပတ်သက်လိုက်စိတ်ကလေးနဲ့ဖြစ်တာတော့တဘုကြည့်လာပါပြီအဲ့ဒါဘာလို့လဲစိတ်နဲ့ပြေုံနဲ့လုံးလောက်တယ်လို့ပြောတာမဟုတ်ဘူးအဲ့ဒါအတိတ်ပဲကောက်မှတာလေ မှန်ပါ အဲ့ဒါဗျာကုသိုလ်စိတ်ဖြစ်ဖို့ကိုခက်တယ်လုံးဖို့ဆိုတာလေဟုတ်တော့ကုသိုလ်စိတ်ဖြစ်မှတော့ကုသိုလ်လုပ်ပြတာအဲ့ဖြစ်ဖို့ကမတမတဘုကြည့်ပါတယ်လို့ပြောဖြစ်အောင်ဖြစ်ပြီးတော့မလုပ်ပဲနေလို့တော့ဗျာကျိုးတရားတော့ရလို့ခေါ်တာကဲတော့ပါ အာဒုပါဗျာ